ဂျပန်ခေတ်တုန်းကဂျပန်စစ်ဗိုလ်ကြီးတယောက်ကရေနံတွေပိုက်ပြီးဒီမှာတည်သွားတာတဲ့ခမရကသေးပြီခမရကတော့သေးပြီခမရကအဲ့ဒီကြီးမှာ9နှစ်တခါလောက်တော့အင်ရှင်တစ်တွေပေါ်လာတယ်ဒါပေမဲ့အင်ရှင်တစ်မှန်တယ်တည်ရဲ့သူကတည်ပြီးရဲ့သူကပြီးတာကျုပ်တို့ရဲ့ဟောဒီအိမ်နဲ့ရေနံပစ္စည်းတွေတခြားလူတွေရဲ့လက်ထဲကိုပါမသွားအောင်လို့အခုရောက်နေတဲ့မိသားစုကိုလည်းကျုပ်တို့တွေ6လမ်းပဲအဲ့တော့6ကြနိုင်ဟိုဘရင်းဘော်ကြီးကပွင့်သွားတာတခါကြီးပွင့်သွားနော်အဲ့လိုပေးရတယ်快打个样打喽！哦，这是，这是没有。哈哈，嗨嗨。我妈妈忙着超不来没包，那招不了冇ဦးလေးပြောတယ်မျက်နှာလည်းမျက်နှာစိုးနေ又来干嘛了呀？ကိုယ်နှလုံးသားထဲမှာမင်းကနေလို့မျက်နှာဝေမဆန်တော့ချစ်စစ်တူအားလေဒီနားမှာတစ်ခုရှိတယ်မတူညီတဲ့ဘဝငါတရေလေငါဘာဖြစ်နေရလဲနင်းနာမင်းအမှန်တိုင်းပြောညအကောင်မလေးကိုလုံးဝမချောက်ခဲ့ဘူးမလားဘောင်းလေမူးလေလို့ပါခင်ဗျာအမတရေကခေါင်းမူးတွေရှိတာအေးငါရှက်တယ်ငါရှောက်ကြဘယ်မှာပါလဲ 啊，妈妈哩，ဒီအိမ်ကတူဦးသီးတော့တရေမလေးရှုမဝပါ ရှုမို့ကတရေမှာ အော် ဟေးအဲ့ဒါဆိုရင်တော့ရိုက်တယ်ကွာမှတ်ပြီလား ဟောလေမမမောင်လို့ချောက်ဖို့လာတာမဟုတ်ပါဘူး အဲ့မဲ့ချောက်ဖို့လာတာမဟုတ်ဘူးလေပြောတယ်မျက်နှာလည်းမျက်နှာစိုးနေ ပြောရလိုက်တာမောင်လေးရဒီတော့လာတဲ့မျက်နှာလေးကိုမောင်လေးကလေမမရဲ့အစင်ဖြစ်နေလို့လာငန်းတာ ခင်ဗျာတရေဆိုတော့တုတ်ရေချိုးအားလုံးမြင်နေရမှာပေါ့ ဟုတ်မြင်တိုက်တဲ့လောက်တော့မြင်ပါတယ်ဟိုမမြင်တဲ့မမြင်တိုက်တဲ့ဟာလေးတော့လေဝါနာလိုက်တယ် ဟာတော်ပြီဟိုတရေမှနာဘူးနဲ့လာတွေ့နေဒီနေ့မတော့မချိုးတော့ဘူး အဲ့ဒါဆိုမမချုပ်ပေးမယ်လေမမချုပ်ပေးမယ် ခင်ဗျာမလာနဲ့တော့မလာနဲ့လို့ပြောနေနော်ဟောမလာနဲ့လို့ပြောနေလေ ရှင်မချုပ်ရင်ညစ်ပတ်မှာပေါ့ မလာနဲ့လို့ပြောနေမလာနဲ့